အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကစားစင်တာကြားပြီးဖြစ်တဲ့အုံးသီးနဲ့ဂျယ်လီလေးပေါ့နော်အုံးသီးဂျယ်လီပဲဖြစ်အုံးသီးကြောက်ပဲဖြစ်ပေါ့နော်အဲ့ဒါလေးဆိုင်မှာတွေ့လို့သွားဝယ်စားခဲ့ပါတယ်တကယ်တမ်းကျတော့အေးဘူးသွားဝယ်နေပေါ့နော်အေးတောက်မယ်ဆိုပြီးတော့ဆိုင်ကိုသွားတာပါနောက်ပြီးတော့ကျတော့ဒီလိုမျိုးပေါ့နော်ကိုတယောက်စားလေးပေါ့အဲ့မျိုးဘူးလေးနဲ့လည်းတွေ့တော့ကြတော့ဝယ်စားခဲ့ပါတယ်အရင်လဲစားလို့ကောင်းပါတယ်သူကတော့ဈေးရတာ1000ကျော်တာပြောတော့နော်ဈေးလည်းတက်တာတယ်နောက်ကြတော့စားလို့လည်းအရင်ကောင်းပါတယ်အုံးသီးတွေလည်းအများကြီးပါပါတယ်ပုံမှန်ဆိုရင်တော့ပေါ့နော်ကျွန်မဘယ်လိုမျိုးပေါ့နော်အုံးသီးထဲမှာအုံးစိမ့်ဂျယ်လီပေါ့နော်အုံးသီးထဲမှာအုံးသီးနဲ့လောက်ထားတဲ့မျိုးစားကျင်တာပေါ့နော်တကယ်လည်းအဲ့လိုမျိုးဆိုကျမတို့ဘက်မှာလည်းမရှိဘူးဝယ်စားဖို့ကြတော့လေဝေးတော့ကြပေါ့နော်မှာလည်းမစားဖြစ်ဘူးအဲ့လိုမျိုးကြောင့်မလို့ဒါလေးကတော့စားကျင်နေရလဲကြားပြီအားနဲ့ပဲဆိုင်မှာတွေ့တော့ဝယ်စားခဲ့ပါတယ်သူကပေါ့နော်အတွင်းထဲမှာဘာလေးတွေပါလဲဆိုတော့ရှီယာစေးပေါ့နော်ရှီယာစေးလေးရဲ့အုံစိမ်းလေးရဲ့ကိုမှကြောက်ကြောလိုပုံစံလေးပေါ့နော်လောက်ထားတာပါအဲ့ရတာလေးကတော့နော်စိမ့်လေးဖြစ်ပါတယ်အရင်လဲရှုံးမနေပါဘူးဈေးသက်တာတယ်ဆိုပြီးတော့လည်းအရင်ပေါ်တဲ့ထဲမှာလည်းမပါဘူးပေါ့နော်စားလို့ရတဲ့ထဲမှာပါပါတယ်ကျမလေးအဲ့လိုမျိုးတုံးကြီးပဲစားချင်တာဒီကတန်းလဲစားလိုက်ပါတယ်အဲ့လိုမျိုးစားလိုက်တော့လည်းအရင်ရတာရှိပါတယ်အစမှာတော့ပေါ့နော်ကျမနည်းနည်းစပြီးစမ်းကြည့်တော့ကြတော့တိတ်ပြီးရတာတော့မကောင်းတော့ဘူးလားနည်းနည်းရှိုးဖြစ်နေရလားအဲ့လိုမျိုးစနည်းနည်းချင်းစားချင်းမှာတော့အဲ့လိုမျိုးစိတ်ဖြစ်ပြီးမဲ့တကယ်တမ်းဆိုင်းနေမှာအရသာအရင်မရှိပါဘူးစိတ်လည်းစိတ်မာတယ်အားကြောင့်မို့ကောင်းလည်းကောင်းပါတယ်အားကြောင့်မို့ပြန်ပြီးတော့မျှဝေတာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ပေါ့နော်ကျမအုံးအဲ့လိုမျိုးအုံးသီးထဲမှာပေါ့နော်လောက်ထားရစားကျင်တာပါဒါပေမဲ့မရှိတော့လည်းရှိရလေးနဲ့ပဲစားလိုက်ပါတယ်သူ့ရဲ့အုံးသီးဘက်ကလည်းတော်တော်လေးလည်းပါပါတယ်အုံးသီးကလည်းလက်ဆက်ပါတယ်လက်ဆက်ပြီးတော့ပေါ့နော်စိမ့်လေးအုံးသီးရဲ့ရတာငယ်တော့ပေါ့နော်စားခဲ့တဲ့ရတာလိုမျိုးပါပဲကျမကတော့အဲ့လိုမျိုးအားရပါရကိုစားကျင်တဲ့အရာကိုစားနေရတော့မျက်နှာလေးကလည်းပြုံးပြလိုက်ကျင်နဲ့နေရုပ်ကြီးနဲ့ပေါ့နော်ဒါလေးကတော့တယောက်စားတင်တော်ပါတယ်တယောက်တည်းစားရင်လည်းကုန်ပါတယ်ဘယ်လိုမျိုးအုံသီးနဲ့လောက်ထားတဲ့ကြတော့လူ2ယောက်3ယောက်လောက်ပေါ့နော်တကယ်တမ်းစားမယ်ဆိုရင်2ယောက်3ယောက်လောက်တော့စားလို့ရပါတယ်ဒါပေမဲ့ကျမတို့ဒါလေးကိုတယောက်တည်းပဲစားလိုက်ပါ